Qua bây giờ tao mới bảo luôn bài giá này là tao nói gì tụi bay đi khôngအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုစီပဲပြရတယ်ကျွန်တော်ဒီနေ့မှာတော့မကုမျိုးအရှိပိုင်းအောင်ချမ်းတာမှာရှိတဲ့မမအချင်းဆိုင်ကိုသွားစားကြည့်မှာပေါ့နော်ဆိုတော့မမအချင်းဆိုင်ဆိုတာနဲ့မကုမျိုးမှာဆိုရင်တော်တော်များများလည်းတိကျတယ်ပေါ့နော်ကျွန်တော်လည်းတည်ရရင်ကလေးဒါပေမဲ့ကျွန်တော်တခါမှမသွားစားဘူးကျွန်တော်ကိုယ်တိုင်လည်းအချင်းသိမ့်မကြိုက်လို့ဆိုတော့ဒီနေ့တော့ကျွန်တော်အချင်းသွားစားကြည့်မယ်တစ်ချက်1000ပဲပါတယ်1000နဲ့ဘာရလဲတော့မသိဘူးဆိုတော့လိုက်ကြည့်ပေးကြပါဦးဆိုင်လေးရောဒီအောင်ချမ်းသာကြီးလမ်းမကြီးအဲ့လမ်းနေတက်လေးတော်လိုက်ပါဆိုတော့ဒီမျက်နှာချင်းဒီလမ်းကြားထဲမှာမမအချစ်ဆိုင်လို့ဆိုင်ဖို့ရှိပါတယ်အဲ့ဒါတက်တော်လိုက်ယူချေသူတို့ဆိုင်လေးကိုတွေ့ပါပြီပေါ့နော်ဟိုကတစ်ချက်တောင်းလဲပါလို့ဗာရနိုင်တယ်တောင်းနေဆိုရင်ဝယ်လေးဆောင်အတလီတူတပွဲကျွန်တော်တို့အချင်းရိုးရတဲ့ပွဲနဲ့အတလူတူမှာပေါ့နော်အတလူတူကဟိုစိုးနဲ့လည်းရတယ်ပြီးတော့လက်ဖက်နဲ့လည်းရပေါ့နော်ကျွန်တော်လက်ဖက်နဲ့မာလိုက်ပါတယ်သူတို့ဆိုင်မှာရွေးချယ်စရာအချင်းလည်းအများကြီးပဲရှိပါတယ်ဟိုကတော့ဒါလူတုံးနဲ့အချင်းရွေးရမှာထားပါတယ်1000ကိုစောင့်နေပါကျွန်တော်တို့အချင်းရွေးရကျတော့တရက်တီးနဲ့မခောက်တီးနေမျိုးရောထားတဲ့ဟာပေါ့နော်အချင်းလေးတော့မခောက်တီးနဲ့တရက်တီးအချင်းပါဒါတော့အတလူတူပါဟမ်ဘယ်ကြောင်ကျွန်တော်တို့ကတော့နည်းနည်းစားပြီးတော့ဆိုတော့ကျွန်တော်ပြန်มาတော့မယ်ပြပါတယ်အချင်းကအများကြီးလည်းမစားနိုင်တော့ဘူးပေါ့နော်ဆိုတော့ပတ်စံချင်းပြန်มาတော့မယ်ပြပါတယ်ကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တာဟိုကျွန်တော်ပြန်တော့ဖြစ်ပါတယ်ပတ်စံတော့1000ကိုင်တာ2000ကျန်ပါတော့တယ်8000ကျပါတယ်